မင်္ဂလာပါရှင်အပတ်စဉ်ဗုဒ္ဓဟူးညပမာတိုင်းတာဘာသာဖြင့်တင်ဆက်မှုအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညတင်ဆက်ပေးရမယ့်တင်တွေကတော့စစ်ကောင်စီရဲ့ရေးစခန်းတစ်ခုကို KIA တပ်နဲ့ပူးပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့တင်မြောက်ပိုင်းညီနောင်မဟာမိတ်3ဖွဲ့နဲ့စစ်ကောင်စီတွေ့ဆုံတဲ့တင်နှပ်ခမ်းဒေတာကတိုက်ပွဲတင်နဲ့တခြားစိတ်ဝင်စားပွဲတင်တွေဖြစ်ပါတယ်ကျွန်မကရှင်းမုံပါစကိုင်းဒေတာအင်တော် KI ကစစ်ကောင်စီရဲ့မော်လူရေးစခန်းကိုဒီကနေ့မှာ KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။စစ်အင်အား30နဲ့40ကြားရှိတဲ့စစ်ကောင်စီမော်လူစခန်းကိုဒီကနေ့23ရက်နေ့မနက်2နာရီခွဲကနေဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့မနက်6နာရီခွဲအချိန်မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ရှေ့တန်းသတင်းရင်းမြစ်တွေစီကသိရပါတယ်။တိုက်ပွဲဖြစ်နေချိန်မှာမိုးညင်းမှာစခန်းချနေတဲ့စစ်ကောင်စီတပ်ဖက်ကနေလက်နက်ကြီးပစ်ကူတာတွေရှိပြီးတော့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာလည်းဂျက်ဖိုက်တာနဲ့ပြန်လည်ပစ်ခတ်တာတွေကြောင့်မော်လူကျေးရွာကပြည်သူတွေထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။တိုက်ပွဲမှာစစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးသူတွေများပြီးစစ်တုံးပန်းတချို့နဲ့လက်နက်ခဲယမ်းတွေလည်းသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။မြောက်ပိုင်းညီနောင်မဟာမိတ်3ဖွဲ့ဖြစ်တဲ့ MNDAA, TNLA, AA နဲ့စစ်ကောင်စီဟာဒီဇင်ဘာ17ရက်နေ့ကတရုတ်နိုင်ငံကူမင်မြို့မှာတွေ့ဆုံခဲ့ကြတယ်လို့သိရပါတယ်။1029စစ်စင်ရေးအစပြီးရှမ်းပြည်မြောက်ပိုင်းမှာစစ်ကောင်စီနဲ့ညီနောင်မဟာမိတ်3ဖွဲ့ကြားတိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့တရုတ်အစိုးရရဲ့ကြားဝင်စစ်ဆမှုနဲ့တွေ့ဆုံခဲ့ကြတယ်လို့သိရပါတယ်။ဆွေးနွေးပွဲလုပ်နေတုန်းမှာပဲကိုကန့်ရှီရှမ်းဒေတာတာရွှေထန်ကျေးရွာအုပ်စုမှာရှိတဲ့ MNDAA ရဲ့ခန္ဓာကိုစစ်ကောင်စီကနေဒီဇင်ဘာလ17ရက်နေ့နေ့လယ်တနာရီခွဲအချိန်လောက်ကဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်ပြန်လည်ခုခံတိုက်ခိုက်ရင်းတပ်ဖွဲ့တချို့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်ရေးပေါ်တူလည်းတေဆုံးသွားတယ်လို့ MNDAA ကမနေ့ဒီဇင်ဘာ12ရက်နေ့ကထုတ်ပြန်ထားတာဖြစ်ပါတယ်။ရှမ်းပြည်မြောက်ပိုင်းမှာ1029စစ်စင်ရေးဖော်ဆောင်ခြင်းကစပြီးညီနောင်မဟာမိတ်အဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေအကြားတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့ပြည်သူတွေအသက်သေဆုံးမှုစစ်ဆောင်ပြည်သူများပြားလာမှုဒေသခံတွေရဲ့အသက်အိုးအိမ်စီးစိမ်မလုံခြုံမှုတွေရှိနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။ရှမ်းပြည်မြောက်ပိုင်းနမ်ခမ်းမှာနေ့တိုင်းဆိုသလိုစစ်ကောင်စီတပ်ရဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုတွေရှိနေပြီးဒီဇင်ဘာ17ရက်နေ့ည9:00နာရီထိတိုက်ပွဲတွေပြင်းထန်တာကြောင့်ဒေသခံပြည်သူတွေရဲ့နေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ဒီဇင်ဘာ17ရက်နေ့ညကစစ်ကောင်စီရဲ့လေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ရာမှာနမ်ခမ်းပေါက်နေရပ်ကွက်ကပြည်သူတွေရဲ့နေအိမ်10အိမ်ကျော်လောက်ပျက်စီးသွားတယ်လို့သိရပါတယ်။ဒီဇင်ဘာ12ရက်နေ့မှာလည်းစစ်ကောင်စီတွေကနမ်ခမ်းနှစ်ဖက်ကတင်နေဒေသတွေမှာလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အပြစ်မဲ့ပြည်သူတွေရဲ့နေအိမ်အများပြားပျက်စီးသွားတယ်လို့ဒေသခံတွေစီကသိရှိရပါတယ်။ရှမ်းပြည်မြောက်ပိုင်းမှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေနေ့တိုင်းနေပါတိုက်ပွဲတွေပြင်းထန်လျက်ရှိနေပါတယ်။ကားမိုင်းနယ်အတွင်းလူထုအခြေပြုမှုရေးတိုက်ဖျက်ရေးကော်မတီကဦးဆောင်ပြီးတော့မှုရေးစေဝါတိုက်ဖျက်ရေးလုပ်ငန်းတွေကိုထိရောက်စွာလှုပ်ဆောင်နိုင်ဖို့အတွက်ဒီဇင်ဘာ17ရက်နေ့ကလုပ်ငန်းအစည်းအဝေးပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဆွေးနွေးပွဲမှာမှုရေးစေဝါသုံးစွဲသူတွေနဲ့ဖြန့်ဖြူးရောင်းချသူတွေကိုကြီးလေးတဲ့ပြည်တံတွေပေးသွားမယ့်အကြောင်းဆွေးနွေးသွားခဲ့ကြပါတယ်။အခြားကျေးရွာဒေသတွေဖက်မှာတော့နိုင်ငံရေးအခြေအနေအမျိုးမျိုးကြောင့်မှုရေးတိုက်ဖျက်ရေးလုပ်ငန်းလှုပ်ဆောင်ဖို့အခက်အခဲအနည်းငယ်ရှိနေတယ်လို့လူထုအခြေပြုမှုရေးတိုက်ဖျက်ရေးကော်မတီတွေထံကသိရပါတယ်။တင်ဆက်မှုပြီးဆုံးသွားပါပြီ။အပတ်စဉ်ဗုဒ္ဓဟူးညတင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်အပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။